မီးရဲ့ယောဂမဖြစ်ချင်ရင်ဒီ၅ချက်ကိုရှောင်ပြီးဒီ၅ချက်ကိုရှောင်ပြီးတယ်ဆိုရင်မီးရဲ့ယောဂမဖြစ်အောင်ကြိုတင်ပြီးတော့ကာကွယ်ပေးတယ်အဲ့ဒီ၅ချက်ကိုမတက်က sharing ပေးပါမယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးခဲ့အောင်เนาะအဲ့တော့မီးရဲ့ဝေဒနာနဲ့အမျိုးသမီးတွေဒီအသက်40ကျော်အမျိုးသမီးတွေနဲ့ကအတူရှင်တွဲပြီးတော့ရှိနေတဲ့သဘောပါရှိတယ်အဲ့တော့ကိုကအဲ့ရတဲ့မှာဘုံမလဲခြင်းဘူးနောက်ပြီးတော့ဒီတမိုင်ထွေနဲ့ပေါ့เนาะမဖြစ်ချင်ဘူးမတက်နာတွေပေါ့เนาะစိတ်သွားတိုင်းကိုမပါဘဲနဲ့ဒီသွားရင်ဒီသွားလို့သာသွားနေရတယ်လာလို့သာလာနေရတယ်ဒီမီးရဝေဒနာကြီးခံစားနေရတဲ့ဘဝကိုမရောက်ချင်ဘူးဆိုရင်တော့ဒီအချက်တွေကိုလိုက်နာပေးဖို့တော့လိုအပ်ပါတယ်နံပါတ်1အချက်ကတော့ဒီအသက်40ကျော်50အမျိုးသမီးတွေမှာအဖြစ်များတဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးရမယ်စိတ်သောကတွေမိသားသမီးအတွက်မိသားစုအတွက်ဆွေမျိုးအတွက်ပေါ့နော်ဒီကိုယ့်ရဲ့အပေါင်းအသင်းအတွက်ပေါ့နော်စိတ်သောကရောက်ရတာတွေကိုအတွက်စိတ်ဖိစီးရတာတွေကိုဖြစ်ချင်တိုင်းမဖြစ်တဲ့အခါမှာဒီစိတ်တွေကထိုင်မှိုင်းပြီးတော့စိတ်ဖိစီးမှု depression ဝင်တတ်ပါတယ်အဲ့လိုစိတ်ဖိစီးမှုတွေကိုလျှော့ချရမယ်ဘာလို့လဲဆိုရင်ဒီဟာတွေကိုမွေးမြူထားမယ်ခန္ဓာဒီကိုယ့်ရဲ့စိတ်ထဲမှာတိတ်ဆီးထားမယ်ဆိုရင်အခြေအနေကပိုကောင်းမလာပဲနဲ့ကိုယ့်ရဲ့ယောဂအခြေအနေကပဲပိုပြီးတော့ဆိုးလာတတ်ပါတယ်ဒါကြောင့်မို့လို့ဒီစိတ်ဖိစီးမှုစိတ်သောကတွေကိုဘလို့တိုက်ထုတ်မလဲကိုကစာဖတ်ရင်းနဲ့တိုက်ထုတ်မလားဒါမှမဟုတ်ယောဂလေ့ကျင့်ခန်းလုပ်ရင်းနဲ့တိုက်ထုတ်မလားဘာသာရင်းနဲ့ပဲတိုက်ထုတ်မလားဒါမျိုးတွေကိုတိတ်ဆီးမထားပဲနဲ့အမြန်ဆုံးရှင်းထုတ်ပြဖို့လိုအပ်ပါတယ်နံပါတ်2အချက်ကကြတော့မတတို့ပေါ့နော်ဒီအိတ်ချိန်ကိုအနည်းဆုံး9နာရီအထက်ရှိရမယ်ဒီအသက်40ကျော်50အမျိုးသမီးတွေကရှင်းပြောရင်တက်လူမဟုတ်တော့ဘူးကြောက်လူဖြစ်နေပြီအဲ့တော့အိတ်ရေးကိုဝဝအေးရမယ်အိတ်ပြက်ညတွေမများရဘူးအိတ်ချိန်က9နာရီထက်မှရှိရမယ်ည10နာရီမထိုးခင်မှာအေးရမယ်နံပါတ်3ချက်ကရေစာမှရေတောက်တာမျိုးမလုပ်ပါနဲ့ရေစာမှရေတောက်တာတဲ့လိုအပ်လို့ကိုရေတောက်တာမျိုးလုပ်ပေးပါဒီအချိုရည်တွေအစားချိုရည်တောက်ချင်ရင်လည်းရေတောက်မယ်ကော်ဖီတောက်ချင်ရင်လည်းရေတောက်မယ်ပေါ့နော်တစ်နေ့ကို2လီတာနေပြီးတော့3လီတာတောက်ပေးပါနံပါတ်4အချက်ကကြတော့မသက်တို့ပေါ့နော်ဒီရှောင်ကြဉ်ရမယ့်အချက်တွေပေါ့နော်ဒီကဖိန်းတက်ပါဝင်တာတွေနောက်တစ်ခုကအပူအဆက်တွေဒါတွေကိုစီကြောစားတွေကိုရှောင်ကျင်ပြီးတော့ဒီမလိုအပ်တာတွေကိုမစားဘဲနဲ့ပေါ့နော်လိုအပ်တဲ့ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အသီးအနှံတွေအသီးရွက်တွေနောက်ပြီးတော့ကျတော့ဗီတာမင် C ဓာတ်တွေဗီတာမင် E ဓာတ်တွေကိုဖြည့်ဆည်းပေးရမယ်လိုအပ်တဲ့ဟော်မုန်းဖြစ်ဆွတ်စာတွေကိုတောက်ပေးရပါမယ်ဒါမှသာကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်တာပါနံပါတ်5ချက်ကကြတော့တနေရာထဲမှာအကြာကြီးထိုင်နေတာမျိုးတွေတနေရာထဲမှာအကြာကြီးလှဲနေတာမျိုးတွေအဲ့ဒါမျိုးတွေမလုပ်ဘဲနဲ့တနေ့ကိုခြေလန်း1000ကျော်ရဲ့အထက်ရှောက်နိုင်ရဲ့ခြေလန်း2000 3000ထိရှောက်ပေးတာပို့ပြီးတော့ကောင်းပါတယ်တော့ဒီအချက်၅ချက်ကိုလိုက်နာမယ်ဆိုရင်ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်မှာအမှန်ပါပဲမီးရယောဂမခံစားရပဲနဲ့ဟော်မုန်းပြဿနာကိုလိုချင်တယ်ဆိုရင်တော့ဒီနေရာကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်